မင်္ဂလာပါအင်္ဂါတန်သမီးများအတွက်လေးလာမဲ့တလာတာထဲတော့ကြကြမှာဖတ်ကြပေးမှာဖြစ်ပါတယ်အင်္ဂါတန်သမီးများပါခဲ့လို့ရှိရင်လိုက်ရန် comment လေးမှန်ခဲ့ပေးပါဦး follow မလုပ်ရသေးလို့ရှိရင်လည်းအပေါင်းလေးကိုနှိပ်ခဲ့ပေးပါဦးနော်အင်္ဂါတန်သမီးများအတွက်လေးလာမဲ့မှာကြာလာတဲ့ထဲတော့နမိတ်ရဆိုလို့ရှိရင်ဒီကာလမှာစိုင်ကန်းတစ်ခုရရှိတတ်ပါတယ်သူတစ်ပါးကိုတော့အာမခံပေးပါနဲ့အာမခံပြီးလို့ရှိရင်စိတ်ညစ်ရတတ်တဲ့ကာလတစ်ခုဖြစ်ပါတယ်သူတစ်ပါးအမှုတွေမှာလည်းလိုက်လံကူညီပြီးတော့ဆောင်ရွက်ပေးနေရတတ်ပါတယ်မိမိပါလည်းအမှုတွေပေါ်တတ်ပါတယ်ကိုယ်ကွယ်မှုဆိုင်ရာဖျားပုံများပစ္စည်းများကတော့ရောက်လာတတ်ပါတယ်နော်အစားစာကိုစင်ကျင်ပြီးစားတော့ပေးပါအစားမတတ်ပါတယ်သူတစ်ပါးကမိမိကိုမတရားဆွဆွဲပြောဆိုတတ်ပါတယ်ကာလတစ်ခုဖြစ်ပါတယ်တိခံပေးရမယ့်ကာလတစ်ခုဖြစ်ပါတယ်ငွေဝင်ပါလိမ့်မယ်ဇက်တိုက်ကိုငွေဝင်ပါလိမ့်မယ်နော်မိမိလုပ်ငန်းမှာတော့ရန်ပေါ်တတ်တဲ့ကာလတစ်ခုဖြစ်ပါတယ်အမွေအတွက်ကတော့စကားပြောရတတ်ပါတယ်မြေနေရာကိုအကြောင်းပြုပြီးတော့စကားပြောရတတ်တဲ့ကာလတစ်ခုဖြစ်ပါတယ်ခြေလက်ခိုင်းမိတတ်တာဖြစ်တဲ့အတွက်သွေးထွက်တန်ယူကိစ္စများကိုတော့ဂရုပြုပေးဖို့လိုအပ်ပါတယ်နော်ကျန်းမာရေးဆက်ဖို့အတွက်ကတော့ခါပိုင်းအသေးကြီးဥအစာအိမ်သွေးထုံခြင်းယောဂါတွေကိုဂရုစိုက်ပေးဖို့လိုအပ်ပါတယ်အင်္ဂါတန်သေးများအတွက်ညံ့တာတွေပြပြောင်းပြီးတော့ကောင်းတာတွေရောက်ရှိလာဖို့အတွက်ဆိုလို့ရှိရင်စနေနေ့မှာတကိုးကြီးဖျားတဆူရှိစနေတော့ရုပ်ပွားတော်ရှိမှာအမွေးတိုင်၈တိုင်နဲ့ဖျောင်းတိုင်၈တိုင်ထိုးညင်ပူဇော်ပြီးတော့ဆူတောင်းပေးပါမိမိနေရှိမြတ်စွာဘုရားရှင်ကိုလည်း၈တိုင်စီပူဇော်ဆူတောင်းပေးပါအញ្ញံခိုင်များပြပြောင်းပြီးတော့ကောင်းတာတွေရောက်ရှိလာပါလိမ့်မယ်ခင်ဗျာ